Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ရလွယ်ကူစားလို့ကောင်းတဲ့ထိုင်းမုတ်တီတုံနည်းလေးကိုမီလေးတောက်ပြမှာဖြစ်ပါတယ်အားလုံးအတူတူလက်ကြည့်ကြရအောင်နော်ချင်းတဲ့မုတ်တီကိုထည့်လိုက်ပါမယ်နော်ငပြရည်ဟင်းခက်စွန်းနှစ်စွန်းလောက်ထည့်ပါမယ်နော်အမြချမ်းညှစ်ထည့်ပါမယ်နော်နှလုံးလောက်ထည့်ထားပေးပါနော်အချိုမောက်နှဲငယ်ထည့်ပါမယ်နော်တကြားအနှဲငယ်ထည့်မယ်နော်ငရုတ်တီကြက်မောက်ထည့်ပါမယ်ငရုတ်တီစိမ်းတောက်ထည့်ပါမယ်နော်ကျက်သွန်ဒီပပလှီးထားထည့်ပေးပါနော်ပဲတောက်ရှည်ကြီးလှီးထားတာထည့်ပေးပါမယ်နော်ပြီးရင်ငါတစ်တာကိုတပူးလောင်းမီလေးတို့ထည့်သုံးထားပါတယ်နော်ဒီထဲမှာထိုင်းငပိကြိုက်တဲ့လူရှိရင်လည်းထိုင်းငပိရေထည့်လို့ရပါတယ်နော်ပြီးလို့ရှိရင်တော့မီလေးတို့နှယ်ပါမယ်နော်နှက်အောင်နှယ်ပေးပါနော်မီလေးတို့ကတာလုံးကိုထည့်ပါမယ်နော်အရတာနဲ့ပေါ်တဲ့တွဲမီလေးနောက်ထပ်ငံပြရည်ဟင်းခက်စွန်းတစွန်းပြန်ထည့်ထားပါတယ်နော်နနံပင်ပြန်ထည့်ပါမယ်နော်ရှမ်းနနံပင်ပြန်ထည့်ပါမယ်ပူစီနံထည့်ပါမယ်နော်ထည့်ပြီးလို့ရှိရင်တော့မီလေးတို့နောက်တစ်ကြိမ်နဲ့အောင်ပြန်နယ်ပါမယ်နော်ကဲတောက်ရလွယ်ကူစားလို့ကောင်းတဲ့ထိုင်းမုတ်တီတုံနည်းလေးကိုမီလေးတောက်ပြထားပြီးပြီနော်တကယ်ချင်းတို့လည်းအားတဲ့ချိန်မှာဒီနည်းလေးကိုတုံးပြီးတောက်စားကြည့်ရအောင်နော်ပြီးတော့မီလေးကို like and share လုပ်ပေးဖို့မမေ့ကြနဲ့အောင်နော်မီလေးတော့ဒီထိုင်းမုတ်တီတုပ်ကိုအရန်ကြိုက်တာပေါ့နော်တကယ်ချင်းတို့လည်းတောက်စားကြည့်ကြပါနော်